ရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့တလိမ့်မယ်ဘာကိုတန်းကနေမပြီးတဲ့စိတ်နဲ့ခံစားချက်တွေဖောက်ထွက်မရပိတ်တယ်ရင်တုံးကတော့လွမ်းစီစိတ်တွေကိုကြိုက်တယ်အခုတော့အစင်းရဲ့ကိုလည်းပြဲစိတ်လည်းပြဲလူကိုခိုက်တယ်ဝီတောက်ခါစားကတော့တွေ့နေချရတာကမိုက်တယ်ဒီလုံးတန်တွေဆိုရင်ပိုက်နေစေးသမားလိုယူပြီးတိမ်ပေါ်မှာလွင်မျောခံစားချက်တွေကလေးနေရစီရောလေးဖက်ပြီးမပါအတွေ့ကပါမှာတာစီမရှိဖီတော့ကောင်းတဲ့ခံစားချက်တွေကလူကိုလာစီတော့ဆဲမီလေးရှိန်လဲပြဲလူလဲမဲဆိုတော့ဖီအောင်ဝီမတော့ရတော့ကာရန်လေးကိုတီခေါထိန်ထားသမျှခံစားချက်တွေကတာတမဲလို့စီပေါလူတွေနားမလဲရင်မြိန်နေတော့တာမီတော့စာမီတဲ့စိတ်စလန်တွေတီးလိုက်ရရင်တော့ပြီးပြောင်းဖယ်ရှားလို့မရတဲ့မကောင်းမှုရဲ့အညီဟောက်ခံထဲမှာအတွေ့တွေနဲ့ချက်ပြီးနောက်ရောက်သွားတဲ့လင်းမြကျဲကြီးရဲ့ကောင်းကင်အော်ရာဒီဥဒုကချမ်းစိတ်နဲ့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 အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ်ရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ်ဘာကိုတန်းနေမပြီးစိတ်နဲ့ခံစားချက်တွေကဖောက်ထွက်မရပိတ်တယ်ရင်တုံးကလွမ်းစီစိတ်တွေကိုကြိုက်တယ်အခုတော့အဲစိတ်နဲ့ကိုလည်းပြဲစိတ်လည်းပြဲလူကိုခိုက်တယ်ပြီးတော့ခါစားကတော့တွေ့နေချဲရတာကမိုက်တယ်ဒီလုံးတန်တွေဆိုရင်တော့ပိုက်နေရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ်ရာဒီဥဒုကချမ်းစိတ်နဲ့ရာဒီဥဒုကချမ်းစိတ်နဲ့ရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ်ရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ်ရာဒီဥဒုကချမ်းစိတ်နဲ့ရာဒီဥဒုကချမ်းစိတ်နဲ့ရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ်ရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ်ရာဒီဥဒုကချမ်းစိတ်နဲ့ရာဒီဥဒုကချမ်းစိတ်နဲ့ရာဒီဥဒုကချမ်းစိတ်နဲ့အခန်းထဲမှာစောင်းတဲ့ကွေအတွေ့ထဲလိမ့်မယ် yeah ရာဒီဥဒုကချမ်းစိတ်နဲ့ရာဒီဥဒုကချမ်းစိတ်နဲ့